Redmi Note 10 Pro လူတိုင်းစိတ်ဝင်စားနေဆိုတာဟုတ်ပါမယ်။ကဲဒီနေ့ကျွန်တော်တို့ရှိဦး Redmi Note 10 Pro ရောက်ရှိလာပြီ။စီးရရအခုမဆောင်ရသေးဘူးဈေးနှုန်းက73သိန်းဝန်းကျင်ရှိတယ်။အခုဆောင်မင်း73သိန်း14သိန်းဝန်းကျင်မှာဒီဖုန်းကတကယ်ပဲ SD မှာပေးဝယ်ရတာတန်မှာအရင်ကဆို Redmi Note series တွေက Pro series ဆိုရင်ကျွန်တော်တို့က price to performance ကောင်းတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့ဒီကထုတ်လိုက်တဲ့ Redmi Note 10 Pro ကကင်မရာပိုင်းနဲ့ SoC ဘိုင်းကိုတိတိတတာကြီးကိုဝေးချော့ခံလိုက်ရတယ်။ကင်မရာက Samsung ရဲ့ F5K SM5 ရဲ့50 megapixel main camera ငရင်ထွက်ထားတဲ့ LYD 600လောက်တော့ကောင်းမှာမဟုတ်။နောက်တစ်ခုကဒီဖုန်းမှာ 4K ဗီဒီယိုရိုက်လို့ရမှာမဟုတ်။ Selfie က8 megapixel နဲ့လာတယ်။ SoC ကြတော့လေ Snapdragon series ရဲ့ 6X Gen 4 ဂိမ်းဆုံးမယ်ဆိုရင် mobile legend လောက်ကိုကောင်းကောင်းဆုံးလို့ရတယ်ဆိုပေမဲ့ PUBG ပြစ်မယ်ဆိုရင်တော့ဒီဖုန်းကိုကျွန်တော်ကအချက်မပေးဘူးမကောင်းတာတွေပဲပြောနေလို့တော့စိတ်မပြတ်လိုက်နဲ့ဒီဖုန်းကမြန်မာပြည်အတွက်မတ်လောက်စရာဘက်ထရီ 9000 mAh ကိုမှ67 watt နဲ့အမြန်အောက်သွင်းလို့ရတယ် Redmi Note 10 Pro က 6.83 inch ကို AMOLED display ဖြစ်သွားပြီပါနေကြ 120Hz Always on display 10 second security ဘိုင်းအတွက် anti-free finger အကုန်ပြန်ပါ AI ကိုသဘောကျတဲ့လူတွေအတွက် Xiaomi AI ဆိုပြီးပါလာတယ်ဒါပေမဲ့မြန်မာစာတော့ support မပေးဘူးတရုတ်စာကိုကျွမ်းကျင်သုံးတတ်တဲ့လူတွေအတွက်ကတော့ဒီဖုန်းရဲ့ AI ကခင်ဗျားတို့အတွက်အထောက်အကူဖြစ်လိမ့်ဒီဖုန်းရဲ့အကျန်းခံနိုင်မှုက3 မီတာပြုတ်ကြရင်မကွဲဘူးခြေအောက်2 မီတာမှာ82နာရီအကြာထားလို့ရတယ်တခိုးတွေခိုးလို့ဖုန်းကိုဗမာထားရမယ်မသိတဲ့သူတွေအတွက်ခြေအောက်မှာသွားထားလို့ရတယ်ကဲဒါဆိုဒီဖုန်းကိုဘယ်သူတွေကဝယ်သင့်မဝယ်သင့်ကိုစဉ်းစားလို့ရပြီထင်တယ်ကိုက brand new မှာသဘောကျတယ်ပန်ကင်စစ်စစ်လေးဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ GMM Mobile ကလှိုင်းသားရမှာ2ဆိုင်တကုံ user နံမှာ1ဆိုင်မြောက်ကလန်6ကွေ့မှာ1ဆိုင်ဆိုင်ခွဲ4ဆိုင်တိတိတောင်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့မှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့ GMM ခန့်ညံပဲဖြစ်ပါတယ်